ခံစားရတာပေါ့ဗျာဒီမှာငိုကိုလည်းအကြတော့စိတ်မကောင်းနေတာဝမ်းလဲနဲ့ဒီမှာဟိုဒါမလို့ညိတ်လည်းကြမိရပါဗျာအဲ့လိုကြတော့ကိုရွာကလေးတွေကိုမျက်စိရှင်နေတယ်လို့ကစင်ကြရဖြစ်ခြေပြက်ပြက်တွေးရတာဆိုတော့ကိုယ်လည်းဒါမျိုးမကြုံဘူးတော့ဗျာအဲ့တော့ဝမ်းလဲနေရပါတယ်တကယ်ဝမ်းနေရတာကြတော့ဖြစ်သွားပြီလေဟိုလေဒီမှာစာသင်နဲ့ဖြစ်သွားတာကွာအားနာလို့တော့အထီးလာလို့ဒီမြကွာဖိုင်နာလေးနဲ့တင်လာစာဒီရောများဒီရမြဒီရတရားနဲ့ရှိဟုတ်ကဲ့မသားဒီရရဟုတ်ကဲ့ဒီကချောင်းမို့သူကကောင်းပါကွာမေးနေတာတော့လေဒီကလေးတွေကဗာပြေးရှင်လို့တော့မေးရှင်တယ်တတိရှိလာခဲ့ပါတတိရှိလာခဲ့ပါပြေးရှင်ရောက်လာခဲ့ပါဒီကလေးတွေကဘာမှမသိပါဘူးဖြစ်ဦးတယ်လေးတွေပါ